1980ကျော်ကာလကအီရန်နိုင်ငံကဒါရေနံဒေါ်လာတွေကြောင့်အရှိအလဲပိုင်းမှာအချမ်းသာဆုံးနဲ့ဒါအနောက်တိုင်းအဆန်ဆုံးဖြစ်ခဲ့ပါတယ်လမ်းမတွေပေါ်မှာခေတ်ပေါ်ကားတွေဒါဖက်ရှင်တွေနဲ့ဝေဝေဆာရှိနေခဲ့ပြီးတော့ကမ္ဘာအရှိအကျဆုံးသမိုင်းဝင်ဘရင်စနစ်ကြီးတစ်ခုအဖြစ်ရပ်တည်ခဲ့တာပါဒါပေမဲ့ဒါတွေကအပေါ်ယံအလှဆင်ထားတဲ့ပေါ်ရအောင်တက်ပဲဖြစ်ပါတယ်အဲ့ဒီနောက်ကွယ်မှာတော့ပြည်သူတွေရဲ့မှဒါဖိနှိပ်မှုမတရားမှုနဲ့ဒါပေါ်ကွဲကာနေမကျေနပ်မှုတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်အန်အောဖို့ကောင်းတာကအနှစ်90နီးပါးကအီရန်ပြည်ပေါ်မှာစတင်ခဲ့တဲ့အဲ့ဒီမကျေနပ်ချက်တွေနဲ့ရန်ညိုးတွေကဆယ်စုနှစ်တွေကျော်လွန်ပြီးတော့အခုချိန်မှာကမ္ဘာ73စီဈေးကွက်ကြီးကိုကမောက်ကမာဖြစ်စေခဲ့တဲ့နောက်ွယ်ကအကြောင်းအရင်းကြီးဖြစ်လာခဲ့ပါတယ်ဒါဆိုရင်အင်အားကြီးမားပါတယ်ဆိုတဲ့ပေါ့နော်ရှာဘီယင်ရဲ့အင်ပါယာကြီးက1989ခုနှစ်မှာဘာကြောင့်လုံးဝပြိုလဲသွားခဲ့ရတာလဲပြီးတော့ခင်မီနေတဲ့နိုင်ငံကြီးတစ်ခုကနေကမ္ဘာမှာအစွန်းအရောက်ဆုံးအစ္စလာမစ်နိုင်ငံတစ်ခုအဖြစ်ဘာကြောင့်ရုတ်တရက်ပြောင်းလဲသွားခဲ့ရတာလဲဒါဆိုရင်အဲ့ဒီအဖြစ်အပျက်တွေရဲ့နောက်ွယ်ကသမိုင်းအမှန်တရားကိုဒီနေ့ဗီဒီယိုမှာအသေးစိတ်တင်ဆက်ပေးသွားပါမယ်ခင်ဗျာပထမဆုံးနဲ့အခြေခံအကျဆုံးအကြောင်းရင်းကတော့အာဏာရှင်စနစ်နဲ့နိုင်ငံရေးအရပြင်းပြထန်ထန်ဖိနှိပ်မှုတွေကြောင့်ပါအားလုံးရဲ့အစကတော့1953ခုနှစ်စီကဖြစ်ရတဲ့တစ်ခုကနေစတင်ခဲ့ပါတယ်။အဲ့ဒီတုန်းကအီရန်မှာပြည်သူတွေတခဲနဲ့ထောက်ခံထားတဲ့ဝန်ကြီးချုပ်မိုဟာမက်မိုဆာဒက်ဆိုတာရှိခဲ့ပါတယ်။သူကပါရှားမြေပေါ်ကထွက်တဲ့ရေနံလုပ်ငန်းတွေကိုနိုင်ငံပိုင်သိမ်းဖို့ကြိုးစားခဲ့တာပါ။ဒါကိုမလိုလားတဲ့ American CIA နဲ့ဗြိတိန်တို့ပူးပေါင်းပြီးတော့စစ်တပ်နဲ့အာဏာလူပွဲတရက်ကိုဖန်တီးပြီးမိုဆာဒက်ကိုယာရုကဖြုတ်ချပစ်ခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းအနောက်အုပ်စုရဲ့ပံ့ပိုးမှုနဲ့အာဏာပြန်ရလာတဲ့ရှာဘီယင်ကနိုင်ငံရေးလွတ်လပ်ခွင့်တွေကိုတစားတစားချုပ်ကင်လာပါတော့တယ်1958ခုနှစ်မှာစာဘက်လို့ခေါ်တဲ့မတရားရက်ဆက်ပြီးကြောက်စရာကောင်းတဲ့လှိဝက်ထောက်လန်းရေးအဖွဲ့ကိုဖွဲ့စည်းလိုက်ပါတယ်။ဒီအဖွဲ့ကဘရင်ကိုစန့်ကျင်တဲ့လူတိုင်းကိုဒါဖန်စီညှင်းဆဲဆက်ပြီးတော့မတရားတပ်ဖြတ်ပစ်တဲ့အထိရက်ဆက်ခဲ့ကြပါတယ်။တနိုင်ငံလုံးကိုလည်းဘယ်သူမှမယုံရဲတဲ့ထောက်လန်းရေးနိုင်ငံတော်ကြီးအဖြစ်ပြောင်းလဲပစ်ခဲ့ပါတယ်။မြင်အောင်ပြောရမယ်ဆိုရင်စာဘက်ထောက်လန်းရေးတွေကနေရာတိုင်းမှာရှိနေတဲ့အတွက်ကြောင့်ဒါလက်ဖက်ရည်တိုင်းမှာဖြစ်ဖြစ်လမ်းပေါ်မှာပဲဖြစ်ဖြစ်ဘရင်ကိုမကျင်တဲ့အကြောင်းစကားမှားပြီးပြောမိတယ်ဆိုရင်တန်းပြီးဖမ်းခံရမှာပါ။ဒါကြောင့်ပြည်သူတွေကဘယ်သူမှမယုံရဲဘဲနဲ့ဒါနှုတ်ဆက်သွားခဲ့ရတာမျိုးထိဖြစ်လာပါတယ်ဒီနေရာမှာရှာဘီယင်ကဒါလက်နဲ့ထောက်လန်းရေးကိုသုံးပြီးတော့ပြည်သူတွေကိုတဆက်ဆက်တုံပြီးထိတ်လန့်နေအောင်လုပ်နိုင်ခဲ့ပါတယ်သူတို့မသိခဲ့တဲ့အဲ့ဒီကြောက်စိတ်တွေကပဲအဆိုးအဆုံးပောက်ကွဲမှုကြီးဖြစ်လာဖို့လောင်စာကျွေးနေခဲ့တာကိုသူတို့မသိကြပါဘူး1985ခုနှစ်မှာတော့ရှာဘီယင်ကပါတီစုံစနစ်ကိုဖျက်သိမ်းပြီးတော့တပါတီစနစ်ပဲထားပါတော့တယ်ပြီးတော့သူ့ကိုစန့်ကျင်ရင်တစ်စက်ပေါက်လို့တတ်မှတ်ပြီးတော့ထောင်ချတာဒါမှမဟုတ်ရင်ဒါပြည်နယ်ပေးတာတွေကိုလူသိရှင်ကြားကြေညာခဲ့ပါတယ်အဲ့ဒီအချိန်မှာထောင်ထဲချီတဲ့ပြည်သူတွေကအဓမ္မဒါဖန်ဆီးထောင်ချခံခဲ့ရတယ်။ဒါကြောင့်အစိုးရကိုစန့်ကျင်တဲ့ပါတီတွေအဖွဲ့အစည်းတွေအနေနဲ့ဒါပေါ်ပေါ်ထင်ထင်နေလို့လည်းမရတော့ဘဲနဲ့ဒါမြောက်လှုပ်ရှားမှုအဖြစ်ပဲဒါခိုးအောင်သွားခဲ့ရပါတော့တယ်။ဒုတိယအကြောင်းရင်းကတော့စီးပွားရေးတလဲစီမံမှုနဲ့ဒါသမိုင်းဝင်ကုန်သည်တွေကိုရန်သူလုံးမိတာကြောင့်ပါ။အီရန်နိုင်ငံရဲ့နှလုံးသားကဒါဘဇာလို့ခေါ်တဲ့ဒါရှေးအောင်ရိုးရာဈေးကွက်ကြီးတွေနဲ့အစင်လာမပြတ်ပဲကြီးစိုးနေတဲ့ကုန်တယ်လူဒန်းစားတွေပဲဖြစ်တယ်ပေါ့နော်သူတို့ကရိုးရိုးဈေးတယ်တွေလုံးဝမဟုတ်ပါဘူးနိုင်ငံရဲ့စီးပွားရေးထောက်တိုင်တွေဖြစ်ပြီးတော့မတရားမှုကြုံလာရင်အမြဲဥဆောင်ဆန္ဒပြလေးရှိတဲ့အင်အားစုကြီးပဲဖြစ်ပါတယ်ဒါပေမဲ့ရှာဘီယင်ကသူဖြစ်ချင်တဲ့ဒါအနောက်တိုင်းစတိုင်ဒါမျိုးပြတဲ့အတွက်ပေါ့နော်ဒီရှေးအောင်ဈေးကြီးတွေကိုဖျက်ပြီးတော့ဒါစူပါမားကတ်တွေဟိုတယ်တွေဒါလမ်းမကြီးတွေပေါ်မှာအစားထိုးဖို့ကြိုးစားခဲ့ပါတယ်အစိုးဆုံးကတော့1985ခုနှစ်မှာရေနံဒေါ်လာတွေအလွန်ကျင်ဝင်လာပြီးတော့နိုင်ငံတိုင်းမှာပိုက်ဆံတွေများလာပြီမဲ့ဒါပစ္စည်းတွေကပြက်လက်ကုန်တာပေါ့နော်ဒါကြောင့်ကုန်ပစ္စည်းတွေကဈေးတွေပေါ့နော်နေချင်းညာချင်းအစမတန်ထိုးတက်သွားတယ်အဲ့ဒီအခါမှာရှာဘီယင်ဆိုရကသူတို့ရဲ့မှတလွဲစီမံမှုတွေကိုဖုံးကွယ်ဖို့အတွက်ဒါဒီဘာသာဈေးတွေကိုဒါဝိသမလောဘသားတွေလို့ဆိုတာအပြစ်ပုံချပြီးတော့ပေါ့နော်ဒါစစ်ကြေညာခဲ့ပါတယ်အစိုးရကဒါစစ်ဆေးတွေလွတ်တယ်ဈေးတယ်အယောက်8000လောက်ကိုထောင်ချပစ်တယ်2000ကျော်လောက်ကိုလည်းဒါလုပ်ငန်းလိုင်စင်တွေပိတ်သိမ်းပစ်တာမျိုးတွေလုပ်ပစ်တယ်ပေါ့နော်တချို့ကြောင့်လည်းမြို့ပြင်ပကိုခိတ္တနေနေပေးတာမျိုးတွေထိကိုပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်ဒါအပြင်ဒါလူပေါင်း2သိန်းကျော်လောက်ကိုလည်းတန်းငွေအမြောက်များရိုက်ပစ်ခဲ့တယ်ပေါ့နော်တကယ်တမ်းကျတော့ဒါရှာဘီယင်ကနိုင်ငံရဲ့စီးပွားရေးကိုလုတ်ကင်နိုင်တဲ့အင်အားစုကြီးကိုရန်သူဖြစ်အောင်လုပ်ရင်းနဲ့နောက်ဆုံးမှာကိုတိုင်းပဲကိုရှုကိုပဲဖြစ်သွားခဲ့ရတဲ့သဘောဖြစ်ပါတယ်ဒီနေရာမှာသတိထားကြည့်ရမှာကဘရင်ရဲ့တလွဲစီမံမှုတွေကြောင့်ဒါကမ္ဘာရေနံဈေးကကမောက်ကမဖြစ်ရတဲ့သမိုင်းကွန်ဆတ်ကအနှစ်90ကြာတဲ့အထိမပြီးဆုံးသေးဘဲနဲ့အခုအချိန်ဒါကမ္ဘာစီးပွားရေးကိုပါထပ်မံရိုက်ခိုက်လာတယ်ဆိုတာပါရှာဘီယင်ကအီရန်နိုင်ငံကိုဥရောပနိုင်ငံတစ်ခုလုံးနေချင်းညာချင်းပြောင်းလဲပစ်ချင်ခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်ဒါ White Revolution ဆိုတဲ့စီမံကိန်းကိုအတင်းအကျပ်ကောက်ထည့်ပေါ်ပါတယ်။ဒါပေမဲ့ပြဿနာကအီရန်ပြည်သူအများစုကရိုးရာဆွဲအရန်ကြီးတဲ့အစ္စလမ်ဘာသာဝင်ဒါရှီအာတွေဖြစ်နေတာပါ။ဘယင်ကဘာသာရေးဓမ္မဆရာတွေနဲ့ဩဇာကိုဖြိုချချင်တာနဲ့အစဉ်အလာရသုံးဆွဲလာခဲ့တဲ့အစ္စလမ်နေ့ပြက်ကလေးဒီSolar History နေရာမှာပေါ့နော်ရှီဟောင်းပါရှန်အင်ပါယာကြီးကိုဒါစတင်တည်ထောင်သူကိုဂုဏ်ပြုတဲ့တော်ဝင်ပြက်ကလေးဖြစ်ဒါအတင်းအကျပ်ပြောင်းလဲသတ်မှတ်ပစ်လိုက်တယ်ပေါ့နော်
ဒီလိုမြက်ကရင်ပြောင်းလဲလိုက်တဲ့အတွက်အီရန်ရဲ့ဒါခုနှစ်တက္ကရာကရုတ်တရက်ဆိုသလိုပဲပေါ့နော်1355ခုနှစ်ကနေပြီးတော့2535ခုနှစ်ဆိုပြီးတော့အစမတန်ခုန်တက်သွားခဲ့ပါတယ်ဒါဟာအီရန်ပြည်သူတွေအတွက်ဘာသာရေးကိုဒါပြောင်ကြကြစော်ကားလိုက်တာဆိုပြီးတော့ခံစားရစေတဲ့တမိုင်းဝင်ဒါအလှည့်ပြောင်းတစ်ခုဖြစ်စေခဲ့ပါတယ်အစိုးဆုံးကတော့ဒါတက္ကသိုလ်တွေမှာမျိုးသမီးတွေကိုအစ္စလမ်ဝတ်စုံမဝတ်ဖို့ပိတ်ပင်ခဲ့သလိုဒါရိုးရာအစ္စလမ်ဒါဥပဒေတွေနဲ့စန့်ကျင်တဲ့ဥပဒေတွေကိုပါအတင်းအကျပ်ဒါအတည်ပြုခဲ့တာဖြစ်ပါတယ်ဒီအခြေအနေတွေကိုပြောင်ကြကြဝေဖန်ခဲ့တဲ့ဒေါ်လာခိုမီနီကိုလည်းဘရင်ကပြည်ပကိုနှင်ထုတ်ပစ်ခဲ့ပါတယ်ဒီတော့နိုင်ငံရေးအရာရောဒါစီးပွားရေးအရာပါဖိနှိပ်ခံထားရတဲ့ပြည်သူတွေကသူတို့ရဲ့ယဉ်ကျေးမှုနဲ့ဘာသာရေးကိုအစော်ကားခံရတဲ့အခါမှာဘရင်ပေါ်မှာမကျေနပ်မှုတွေကလုံးဝကိုထိမ့်မနိုင်သိမ့်မနိုင်ဖြစ်ပြီးတော့နာကြီးမှုဖြစ်ပြောင်းလဲသွားပါတော့တယ်ဒီကြားထဲမှာအီရန်ရဲ့မြို့ပြလူဦးရေကအနှစ်20တောအတွင်းမှာ6တန်းကနေ16တန်းအထိခုန်တက်သွားခဲ့ပါတယ်ရေနံချောင်းစောက်လို့ရည်တွေအရှင်ရလာတော့ကျေးလက်ကလေသမားတွေကမြို့ပြကြီးတွေပေါ်ကိုဒါစုပြုံတိုးဝင်လာကြတယ်ဒါပေမဲ့လက်တွေမှာကြာသူတို့ကအမြဲတမ်းအလုပ်မရခဲ့ရှာဘူးပေါ့နော်နောက်ဆုံးမှာမြို့ပြရဲ့ဘေးပတ်ပတ်လည်မှာအစိုက်ကန်အဆောက်အုံလုံးဝမရှိတဲ့ဒါစင်းရဲသားရက်ွက်လေးတွေပေါ်လာတော့တယ်တစ်ဖက်မှာလည်းဒါစာတက်မြောက်သူနှုံက80%ထိဒါမြင့်တက်လာတဲ့ဆိုပေမဲ့အလုတ်ကင်ကြတော့လည်းတိတ်မရှိကြပါဘူးဒါကြောင့်ပညာတတ်လူငယ်တွေကအလုံးလဲမဲ့ဖြစ်ပြီးတော့စနစ်ကိုပို့ပြီးတော့မေးခွန်းထုတ်လာကြပါတယ်ပူဆိုးတာကဘရင်နဲ့နီးစပ်တဲ့တော်ဝင်မိသားစုတွေဒါစစ်ဗိုလ်ချုပ်တွေနဲ့ခရိုနီတွေကအနောက်တိုင်းနိုင်ငံတွေနဲ့ပေါင်းပြီးတော့ပေါ့နော်မတရားအဂရိလိုက်စားပြီးအကြီးအကျယ်ချမ်းသာနေကြတာပါဒါကိုပြည်သူတွေကကြတော့မျက်ဝါးထင်ထင်မြင်တွေ့နေရပြီးတော့မြင်တွေ့နေရတယ်ပေါ့နော်ဒါကြောင့်ပြည်သူတွေကရှာဘရင်ကိုအနောက်နိုင်ငံတွေရဲ့မှာလက်ဝေခံအာဏာရှင်တအူးဆိုပြီးတော့မြင်လာခဲ့တာဖြစ်ပါတယ်ပြည်내ဒေါ်လာတွေကပေါ့နော်တာမန်လူလူစီကိုလုံးဝမရောက်ဘဲနဲ့လူနည်းစုခရိုနီတွေစီကိုပဲရောက်သွားတဲ့အတွက်ပြည်သူတွေကစနစ်တစ်ခုလုံးကိုအန်တုဖို့ဆုံးဖြတ်လိုက်ကြပါတယ်နိုင်ငံရေးပါတီတွေနဲ့အလို့သမားသမဂ္ဂတွေဒါဖျက်ဆီးခံထားရတဲ့အခါကြတော့ပေါ့နော်ဒီလူထုကြီးကခေါ်လုံရအဖြစ်ဒါဒီပိတ်ပင်လို့မရတဲ့ဗလီကျောင်းတွေနဲ့ဒါဘာသာရေးဓမ္မဆရာတွေကြီးကိုတွားရောက်ပြီးတော့စုဝေးကြတယ်နောက်ဆုံးဒါတွေကအင်အားအကြီးဆုံးနဲ့အကောင်ဆုံးအတိုက်အခဲဒါအုပ်စုကြီးတွေဖြစ်လာရတယ်ပေါ့နော်အဲ့လိုမျိုးပောက်ကွဲဖို့အစဉ်အသင့်ဖြစ်နေတဲ့လူလူကြီးကဒါသမိုင်းဝင်စနစ်တန်တစ်ခုစနစ်ပေါ့နော်သမိုင်းဝင်စနစ်တန်လေးတစ်ခုရုတ်တရက်ပေါ်လာခဲ့တယ်ပေါ့ဒီအကြောင်းလေးပေါ့နော်မပြောခင်မှာတစ်ချက်လောက်ပဲစဉ်းစားကြည့်အောင်ပါအဲ့ဒီတုန်းကကမ္ဘာရေနံဈေးကွက်ကိုဒါကင်လုပ်ခဲ့တဲ့အီရန်ရဲ့ကြရက်ကအခု10စနစ်ကျော်တဲ့အထိ2026ရောက်တဲ့အထိပေါ့နော်ကမ္ဘာ73ဈေးစီဒါဈေးနှုန်းတွေအထိပါတက်ရောက်မှုရှိနေတယ်ဆိုတာကိုဒါစိတ်ထဲမှာတော့မှတ်ထားပေးပေါ့နော်ကဲဟုတ်ကဲ့ပါဆိုတော့အဲ့ဒီတော်လန်ရေးကြီးစီပြန်သွားရအောင်ပါနောက်ဆုံးမိတ်တော်လန်ရေးကိုဒါမီးဟုံတောက်သွားစေခဲ့တဲ့အကြောင်းရင်းကကြတော့အီရန်လူထုရဲ့ထူးခြားတဲ့ပေါ့နော်ဒါချာဟဲလွမ်လို့ခေါ်တဲ့ဒါ40ရက်မြောက်တဲ့နေ့မှာပေါ့နော်စန္ဒပြကွန်ဆတ်နီးပြူဖြစ်ပါတယ်တနည်းပြ40ရက်နေ့တိုင်းမှာရက်40ပြောက်မြောက်တဲ့နေ့တိုင်းမှာစန္ဒပြဖြစ်တဲ့နီးပြူဟာပေါ့နော်ဘယ်လိုလဲဆိုတော့ပေါ့ဗျာဒါရှီယာရိုးရာရပေါ့နော်လူတယောက်တည်ဆုံးပြီးတိုင်းမှာဒါ40ရက်မြောက်တဲ့နေ့မှာဆိုရင်တော့one dayချင်းအထိမ်းအမှတ်ကျင်းပကြတယ်ပေါ့နော်1988ခုနှစ်ဒါအစောပိုင်းဆန္ဒပြပွဲတစ်ခုမှာဆိုရင်ဆိုရကဒါဒီစစ်တပ်ကပေါ့နော်လူတွေကိုပြစ်တက်ပစ်လိုက်တယ်အဲ့ဒီအချိန်မှာတည်ဆုံးသူတွေရက်မှာဒါ40ရက်မြောက်နေ့ရောက်တဲ့အခါမှာလူတို့ကone dayချင်းအခမ်းအနားအတွက်လမ်းပေါ်ထွက်ရင်းနောက်ထပ်ဆန္ဒပြပွဲတစ်ခုထပ်ပြီးအသွင်ပြောင်းပလိုက်တယ်အဲ့ဒီအခါမှာအစိုးရကထပ်ပြီးတော့ပြစ်လို့လူတွေထပ်သေးတယ်အဲ့ဒီထပ်သေးတဲ့လူတွေအတွက်လည်းနောက်ထပ်ရက်40မြောက်တဲ့နေ့မှာထပ်ပြီးတော့one day မှုထိမ့်မဲ့ထပ်လုပ်ပြီးဆန္ဒပြပွဲထပ်ဖြစ်တယ်အဲ့လိုနဲ့ပေါ့နော်ဂွန်းဆက်မပြတ်ဒါဒီအဲ့လိုမျိုး40ရက်မြောက်နေ့တိုင်းမှာဒီဆန္ဒပြပွဲကြီးကလှိုင်းလုံးကြီးတဲ့ကြီးလာပြီးတော့နိုင်ငံလုံးကိုကူးဆက်သွားတယ်ပြီးတော့ဘယ်လိုမှကိုရက်တက်လို့လုံးဝမရတော့ဘူးအဲ့လိုနဲ့1988ခုနှစ်စက်တင်ဘာမှာတီဟီရန်မြို့ဂျာလေးရင်မှာဖြစ်ပွားခဲ့တဲ့ဒါ Black Friday လို့လူသိများတယ်ပေါ့နော်အစုလိုက်ပြောင်းလိုက်တပ်ဖြတ်မျိုးကြီးဖြစ်ပွားခဲ့ပါတယ်လူပေါင်းရာနဲ့ချီတိတ်ဆုံးခဲ့ရတယ်အဲ့ဒီနောက်ပိုင်းမှာအခြေအနေကလုံးဝနောက်ပြန်လှည့်လို့မရတဲ့အဆင့်ကိုရောက်သွားခဲ့ပါတယ်ရှာဘရင်ကတစ်ဖက်ကစစ်တပ်ကိုပြစ်ခိုင်းပြီးတော့တစ်ဖက်မှာလည်းအလျှော့ပေးတဲ့အနေနဲ့ပေါ့ဝန်ကြီးချုပ်တွေကိုလဲလှယ်ထားတယ်အကျဉ်းသားတွေကိုလွှတ်ပေးတာစတဲ့မပြတ်သားတဲ့ကြောင်ကြပြန်အမိန့်တွေကိုထုတ်ပြန်ခဲ့ပါတယ်ဒါကသူ့ရဲ့အားနည်းချက်ကိုပြသလိုက်တယ်လို့ဖြစ်သွားပြီးတော့ဒါစစ်တပ်ထဲမှာလည်းအမိန့်မနာခံမှုတွေဖြစ်လာခဲ့တယ်လို့ပဲရေနံကဏ္ဍမှာလည်းအထွေထွေသပိတ်မှောက်တဲ့ဒါတိုက်ပွဲဝင်မှုတွေဖြစ်လာကြပါတယ်နောက်ဆုံးမှာတော့ဒါရှာဘရင်ကိုယ်တိုင်ကဒါပြည်ပကိုထွက်ပြေးတိမ်းရှောင်ခဲ့ရပြီးတော့အီရန်ရဲ့အင်အားအကြီးဆုံးဒါအာဏာရှင်စနစ်ကြီးတစ်ခုလုံးလည်းတမိုင်းစာမျက်နှာပေါ်ကနေအပြီးတိုင်းညီကုန်းချုပ်သွားခဲ့ရတော့တယ်ပေါ့နော်နိုင်ငံထဲကထွက်ပြေးသွားတဲ့ရှာဘရင်ဟာအဲ့ဒီချိန်မှာကင်ဆာရောဂါကိုအပြင်းထန်ဝေဒနာခံစားနေရတာပါအဲ့ဒီချိန်မှာအမေရိကန်ဘက်ကဒါရှာဘရင်ကိုစေကူတာမှုခံယူဖို့အတွက်ဒါအမေရိကန်ပြည်ပေါ်ကိုပေးဝင်လိုက်ပါတယ်ဒါကိုအီရန်နိုင်ငံသစ်ရဲ့ဒါဘာသာရေးကောင်းဆောင်ဒါအယာတိုလာခိုမီနီကအပြင်းထန်ဒေါသထွက်သွားပါတယ်
ခိုမီနီကရုရှားဘီယင်ကိုအီရန်နိုင်ငံစီပြန်လှည့်ပေးဖို့နဲ့သူကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေအတွက်အီရန်တရားရုံးမှာစစ်ဆေးစီရင်ဖို့အတွက်ပေါ့နော်အမေရိကန်ကိုအတင်းကျပ်တောင်းဆိုခဲ့တာပါဒါပေမဲ့အမေရိကန်ကညှင်းပယ်လိုက်တဲ့အခါမှာဒေါသထွက်နေတဲ့အီရန်ចောင်းသားတွေကဒါတီဟီရန်မြို့ကအမေရိကန်တန်ရုံးကိုစီးနင်းပြီးတော့အမေရိကန်နိုင်ငံသား52ယောက်ကိုရက်ပေါင်း444ရက်ကြာအောင်တစားကန်အဖြစ်ဖမ်းဆီးထားလိုက်ပါတော့တယ်ဒါကကမ္ဘာသမိုင်းမှာအကြီးမားဆုံးတန်တမန်ဒါအကျက်အတဲဖြစ်ခဲ့ပြီးတော့အမေရိကန်နဲ့အီရန်ကြားက10စုနှစ်ဒါကြာမဲ့10စုနှစ်များစွာကြာမဲ့ရန်ညှိုးကြီးကိုစတင်မီးမွေးပေးလိုက်တဲ့အဓိကအကြောင်းရင်းဖြစ်လာခဲ့ပါတယ်နောက်ဆုံးမှာတော့ရှာဘီယင်ကအမေရိကန်ကနေအီဂျစ်နိုင်ငံကိုပြောင်းရွှေ့ခဲ့ပြီးတော့ကင်ဆာရောဂါနဲ့ပဲကွယ်လွန်သွားခဲ့ပါတယ်1989ခုနှစ်တော်လန်ရေးအောင်မြင်ပြီးတဲ့နောက်မှာအီရန်နိုင်ငံကဘယင်စနစ်ကနေဘာသာရေးခေါင်းဆောင်တွေထိန်းချုပ်တဲ့အစ္စလာမစ်သမရနိုင်ငံဖြစ်လာခဲ့ပါတယ်အစ္စလာမစ် Republic ဖြစ်လာခဲ့ပါတယ်ဘာသာရေးခေါင်းဆောင်ဒါအယာတိုလာခိုမီနီက Supreme Leader ဖြစ်လာပြီးတော့အာဏာကိုအပြည့်အဝရယူလိုက်ပါတယ်သူကသမရနဲ့ဒါစစ်တပ်အပေါ်မှာပါလွှမ်းမိုးဒါဩဇာလွှမ်းမိုးပြီးတော့နိုင်ငံကိုဘာသာရေးဥပဒေတွေနဲ့တင်းတင်းကြပ်ကြပ်ပဲဒါစတင်ပုံဖော်ပါတော့တယ်ဒါပေမဲ့တော်လိုင်းပြီးသွားလဲအီရန်ရဲ့ပြဿနာတွေကမပြီးဆုံးသေးပါဘူးနိုင်ငံတကာမှာအမေရိကန်အစ္စရေးတို့နဲ့ဒါဆက်စုနှစ်များစွာကြာအောင်ထိတ်တိုက်တွေ့ပြီးအားပြိုင်နေရစေပဲဖြစ်ပါတယ်အထူးသဖြင့်နောက်ကမ္ဘာရဲ့စီးပွားရေးပိတ်ဆို့မှုတွေကြောင့်လက်ရှိအီရန်ပြည်သူတွေကကုန်စည်နှုန်းကြီးမြင့်မှုနဲ့စီးပွားရေးကျပ်တဲကိုအလူးလဲခံနေရပါတယ်တစ်ဖက်မှာလည်းဒါခေတ်သစ်အီရန်လူငယ်မျိုးဆက်သစ်တွေကနိုင်ငံရေးနဲ့ဒါလူမှုရေးလွတ်လပ်ခွင့်တွေအတွက်အစိုးရကိုပြုပြင်ပြောင်းလဲဖို့အဆက်မပြတ်တောင်းဆိုလာကြပါတယ်2022ခုနှစ်မှာပေါက်ကွဲလာခဲ့တဲ့Women Life Freedom လှုပ်ရှားမှုကနေစပြီးတော့ပေါ့နော်လက်ရှိအချိန်ထိပြည်သူတွေကသူတို့ရဲ့အခွင့်အရေးအတွက်လမ်းပေါ်ထွက်ပြီးတော့ဆက်လက်တိုက်ပွဲဝင်နေကြဆဲပဲဖြစ်ပါတယ်ဒီလိုဖိနှိပ်မှုတွေကြားကနေလွတ်လပ်ခွင့်အတွက်ပေါ့နော်အသက်နဲ့ရင်းခဲ့တဲ့သမိုင်းကိုကြည့်မယ်ဆိုရင်ကမ္ဘာအရှေ့ပြားကပဲဖြစ်ဖြစ်အနောက်ပြားကပဲဖြစ်ဖြစ်ပေါ့နော်ကိုယ်ကံကြမ္မာကိုကိုဘာသာဖန်တီးကျင်ကြတဲ့ပြည်သူတွေရဲ့စိတ်ဓာတ်ကတသားတည်းပဲဆိုတာကိုတွေ့ရမှာပါမတရားမှုကိုငြိမ်မခံတတ်တဲ့ဒါစိတ်သက်ချင်းတူညီကြတဲ့အတွက်ကမ္ဘာတခြားတစ်ဖက်ကအီရန်ပြည်သူတွေရဲ့တိုက်ပွဲကလူလက်မှုကိုစာလောင်နေတဲ့ပြည်သူတွေအားလုံးအတွက်ခွန်အားဖြစ်စေပေမဲ့တမိုင်းသင်ခန်းစာတစ်ခုဖြစ်နေတာပါလူသဖြင့်အခုလက်ရှိအချိန်မှာအီရန်နိုင်ငံကဒါအမေရိကန်အစ္စရေးတို့နဲ့ဆယ်စုနှစ်များစွာကြာတဲ့ရန်ညှိုးကနေဒါပြင်းထန်တဲ့စစ်ရေးပဋိပက္ခတွေအဖြစ်ကိုထိတ်တိုက်ရင်ဆိုင်နေရပါပြီdrone တွေဒုံးကျည်တွေနဲ့အပြန်အလှန်တိုက်ခိုက်မှုတွေကြောင့်ပဲအရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးကအချိန်မီပေါက်ကွဲထွက်သွားနိုင်တဲ့အခြေအနေမှာရှိနေပါတယ်ဒီပဏိပခရဲ့ကြရက်ကကျွန်တော်တို့အရှေ့တောင်အာရှနိုင်ငံတွေကိုလည်းရိုက်ခတ်လာနေပါတယ်အားလုံးသိတဲ့အတိုင်းပဲဟော်မိုစီလည်းကြားပိတ်ဆို့ထားလို့ဒါရေနံဈေးနှုန်းတွေခုန်တက်ပြီးတော့ကျွန်တော်ဒေတာတွင်းမှာပါဒါ73စီဈေးတွေအစမတန်တက်ကုန်တာတွေဖြစ်ပါတယ်အကျိုးဆက်အနေနဲ့အခြေခံစားသောက်ကုန်တွေအထိကိုပါဒါကုန်ဈေးနှုန်းတွေကအကုန်လိုက်တက်ကုန်ပါတယ်အစိုးဆုံးချက်ကတော့အနောက်အုပ်စုကိုတုံ့ပြန်ဖို့အတွက်အီရန်စိုက်ဘာအဖွဲ့တွေကလည်းဒေတာတွင်းဗန်စနစ်ကိုကြားခံအဖြစ်အသုံးချပြီးတော့တိုက်ခိုက်လာနိုင်တယ်ဆိုပြီးတော့လည်းပညာရှင်တွေကသတိပေးထားကြပါတယ်ဒါကြောင့်သမိုင်းဆိုတာအတိတ်မှာတင်ကြံရခဲ့တာမျိုးမဟုတ်ပါဘူးအနည်း90နီးပါးအီရန်ပြည်ပေါ်ကစတင်ခဲ့တဲ့ဒေါသတွေရန်ညိုးတွေကဆယ်စုနှစ်ကျော်လွန်ပြီးတော့ဒါအခုအချိန်မှာကမ္ဘာစီစေးဒါကြရက်အထိကိုပါပေါ့နော်သမိုင်းကွန်းဆက်ဒါကွန်းဆက်ပေါ့နော်တခုရိုက်ခတ်နေတာပဲဖြစ်ပါတယ်အခုချိန်မှာလည်းဖြစ်ပွားနေတဲ့စစ်ပွဲတွေနဲ့ဒေသတွင်းတွင်းမာမှုတွေကြောင့်ပဲအီရန်ရဲ့အနာဂတ်ကစိုးရိမ်စရာလေပြောင်းတစ်ခုကိုရောက်ရှိနေပါတယ်လက်ရှိပထဝီနိုင်ငံရေးအခင်းအကျင်းကလည်းဒီတိုင်းပဲဆက်သွားမလားဒါမှမဟုတ်ကမ္ဘာရေနံဈေးကွက်ကိုဘယ်လိုထိုက်မှရိုက်ခတ်လာအောင်မလဲဆိုတာတော့ဒါရှေ့ဆက်ဖြစ်လာမယ်အခြေအနေတွေပေါ်မှာပဲမူတည်နေတော့မှာပဲဖြစ်ပါတယ်အခုတင်ဆက်ပေးခဲ့တဲ့1989ခုနှစ်အီရန်တော်လှန်ရေးကစတင်ခဲ့တဲ့ရန်ညိုးတွေကဆယ်စုနှစ်ကျော်လွန်ပြီးအခုအချိန်ထိကမ္ဘာရေနံဈေးကွက်ပေါ်ဘယ်လောက်ထိတက်ရောက်မှုရှိနေတယ်လဲဆိုတာကိုပြသနေတဲ့သမိုင်းရဲ့သက်သေတစ်ခုဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဆိုတော့ဒီနေ့ဗီဒီယိုလေးကိုဒါအဆုံးအောင်ထိကြည့်ပြီးတော့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်ကျွန်တော်ကြည်စိုးဝင်းပါအားလုံးပဲဘိုင်ဘိုင်ပါနော်